ချယ်ဒီအားလုံးကိုအရန်ချစ်ပါတယ်ဆိုတာမင်္ဂလာပါရှင်မ မင်္ဂလာပါရှင်အမရဲ့နာမည်နဲ့အမရဲ့သားလေးတက်ရောက်တယ်လေသားလေးရဲ့နာမည်လေးလည်းမိတ်ဆက်ပေးပါ ဟောကျမရဲ့နာမည်ကမမျိုးပါကျမရဲ့သားလေးတက်ရောက်တဲ့တန်လေးကတော့ PKG ပဲဖြစ်ပါတယ် သားရဲ့နာမည်လေးရရော သားရဲ့နာမည်လေးကတော့ Jasper ပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့အခု teacher Yuri Preschool ပေါ့နော်ဘယ်လိုမျိုးအမသိပြီးတော့ဟိုဘာကြောင့်ရွေးချက်ဖြစ်ခဲ့တဲ့အကြောင်းလေးပြောပြပါဦး တီးခဲ့တာကတော့ကျမ line ကနေပဲတီးခဲ့ပါပေါ့နော်line ကနေတီးပြီးတော့ကျမကိုယ်တိုင်တားရောက်ပြီးတော့လေးလာခဲ့တယ်လေးလာရင်းနဲ့ကျမရွေးချက်ဖြစ်ခဲ့တယ်ပေါ့နော်ဒီကြောင်းလေးဟုတ်ကဲ့ဟုတ်ကဲ့သားလေးရရောဒီ teacher Yuri Preschool မှာတက်ရောက်တာလေအချိန်ကာလဘယ်လောက်ရှိပြီလဲ3နှစ်ရှိသွားပါပြီ3နှစ်လောက်ရှိပြီနော်ဟုတ်ကဲ့မဟိုကလေသားလေးဒီ3နှစ်တာသွင်းမှာပေါ့နော်ဟိုသားဆိုရင်ကျမတို့ကျောင်းစားဖွင့်နေခဲ့တဲ့ကလေးတွေပေါ့နော်အဲ့တော့အဲ့တောက်လျှောက်မှာသားလေးရဲ့တိုးတက်ပြောင်းလဲမှုတွေမှာလေအမတွေးထားမိတဲ့ချက်လေးရှိပြပြပေးဟုတ်တိုးတက်တာတွေကတော့ကလေးကတော့အများကြီးပေါ့နော်3နှစ်တောင်မှနေခဲ့တယ်လဲဆိုတော့ဒီကျောင်းလေးကိုပေါ့နော်ဒါပေမဲ့လက်ရှိကပါလဲဆိုကလေးကအင်္ဂလိပ်ခြေကန်လေးတွေကောင်းလာတယ်ပြီးလို့ရှိတယ်သူတို့အရွယ်လေးနဲ့သူတို့တိထိုက်တဲ့အရာလေးတွေပေါ့နော်အမှားအမှန်လေးတွေကိုလည်းခွဲခြားနိုင်တယ်နောက်တစ်ခုကဆိုတော့ဘယ်လိုပြောမလဲကလေးတွေတယောက်နဲ့တယောက်စာနာမှုလေးတွေပေါ့နော်အရွယ်လေးနဲ့မလိုက်အောင်ပေါ့အမှားအမှန်လေးတွေသူတို့တိထိုက်တာလေးတွေကိုခွဲခြားနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒါလေးတွေတော့ကျွန်မတိုးတက်ပြောင်းလဲလာခဲ့တယ်ပေါ့ကျွန်မသားလေးကတော့ဟုတ်ကဲ့ပါနော်ဟုတ်ကဲ့ပါရှင်ဟိုကလေတောက် teacher Yuri ကျောင်းမှာပေါ့နော်သင်ကြားတဲ့ဆရာဆရာမတွေနဲ့သင်ကြားမှုရဲ့ပုံစံဒီနဲ့ပတ်သက်ပြီးတော့ရောအမားအနေနဲ့ဘယ်လိုမျိုးသုံးသပ်ချင်ပါလဲဘယ်လိုသုံးသပ်ချင်လဲဆိုတော့လေဟိုသင်ကြားမှုနဲ့ပတ်သက်တော့เนาะဒီချက်တွေကကလေးတယောက်ကိုစူချင်းဟောက်ချင်းရိုက်ချင်းမရှိပဲနဲ့ပေါ့เนาะနားဝိအောင်ပြောပြနိုင်တာအဲ့ဒါလေးတော့ကျွန်မသဘောကျတယ်ပေါ့เนาะအဲ့လိုမျိုးလေးလို့တော့ကလေးတွေကအရန်ကိုတင်ကြားတဲ့ညမှာအစဉ်အရန်ပြည့်ခဲ့တယ်ပေါ့နော်။ဟုတ်လေအခုဆိုရင်ကျင့်တတ်ခဲ့မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ပါတယ်အခုလိုပဲ pre school ကိုပေါ့နော်ထပ်ပြီးတော့တက်ရောက်ခြင်းနဲ့လေဖေဖေမေမေတို့အတွက်လည်း break course စကားလေးပြောပေးပါအောင်နော်ဟုတ်ကဲ့ break course စကားလေးဆိုရင်ပေါ့နော်ကျမတို့ရဲ့ teacher Yuri Preschool ပေါ့နော်တက်ချင်တဲ့ဖေဖေမေမေတွေကပေါ့နော်ကိုယ့်ရဲ့တသားမီမီလေးတွေပျော်ဖို့ရန်အတွက်ဒီ teacher Yuri Preschool ကိုလာရောက်လေးလာပြီးတော့လေးလာဖို့ရန်အတွက်ကျမကနေပြီးတော့ဖိတ်ခေါ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါအမအဲ့ဒါဆိုနောက်ဆုံးအနေနဲ့ပေါ့နော်အခုဒီနေ့ကျောင်းဆင်းပွဲနဲ့ပတ်သက်ပြီးတော့ teacher Yuri Preschool အနေနဲ့အမတို့အမှတ်တရစကားလေးပြောပေးပါအောင်အမှတ်တရတွေကတော့အများကြီးဒါပေမဲ့ချယ်ဒီအားလုံးကိုအရန်ချစ်ပါတယ်ဆိုတာလေးပဲပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့ဒါလေးပါပဲဟုတ်ကဲ့ပါချစ်ကျေးဇူးတင်ပါတယ်